ကဘာတဝန်ကစိတ်ဝင်စားစောင့်ကြည့်နေရတဲ့အရှေ့အလယ်ပိုင်းဒေသရင်းကအရေးပါတဲ့လှုပ်ရှားမှုအသစ်တစ်ခုပဲဖြစ်ပါတယ်။အမေရိကန်နဲ့အီရန်နိုင်ငံတို့အကြားအပိအခတ်ရစရေးသဘောတူညီချက်ရယူနိုင်မှုအတွက်အခုချိန်မှာကြိုးပမ်းနေကြတာပါ။ဒါပေမဲ့နှစ်ဖက်စလုံးမှာတော့မတူညီတဲ့အမြင်နဲ့သဘောထားကွဲလွဲမှုတွေကရှိနေစေပဲဖြစ်ပါတယ်။အမေရိကန်ဘက်ကတော့မကြခင်မှာဟော်မော့စ်ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်နိုင်လိမ့်မယ်လို့မျှော်လင့်ချက်ထားနေပါတယ်။အီရန်ဘက်ကတော့ပင်လယ်အတွင်းခြားထားတဲ့မိုင်းတွေကိုမရှင်းလင်းရတဲ့တာကြောင့်ရေလက်ကြားတစ်ခုလုံးကိုပြန်ဖွင့်ဖို့မဖြစ်နိုင်သေးဘူးလို့တုံ့ပြန်ထားပါတယ်။အခုချိန်မှာတော့နှစ်ဖက်ကိုယ်စားလှယ်တွေဟာပါကစ္စတန်နိုင်ငံအစ္စလမ်မာဘတ်မြို့မှာငြိမ်းချမ်းရေးဆွေးနွေးဖို့ရောက်ရှိနေကြပြီဖြစ်ပါတယ်။အီရန်လူတော်ဥက္ကဋ္ဌကဦးဆောင်ပြီးအမေရိကန်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့အတွက်ပါကစ္စတန်ကိုခီးထွက်ခွာလာခဲ့တာပါ။အီရန်ကိုယ်စားလှယ်အဖွဲ့ဟာလုံခြုံရေးအရာအသွင်ယူဖို့အတွက်ပုံစံတူလေရင်နှစ်စင်းနဲ့ခွဲခြားပြီးခီးနှင်းခဲ့ကြတာဖြစ်ပါတယ်။ဒါပြင်ပါကစ္စတန်တိုက်လေရင်တွေကလည်းအီရန်ခေါင်းဆောင်တွေရဲ့လေရင်ကိုအထူးလုံခြုံရေးလိုက်ပါပြီးခဲ့ကြတာပါ။ဒီတစ်ခေါက်မှာတော့အီရန်ဘက်ကကိုယ်စားလှယ်ပေါင်း82ဦးအထိဆေလွတ်ခဲ့ပြီးအထူးတခြားဆုံးကတော့မီနတ်မြို့ကကလင်းငယ်လေးတွေရဲ့အမှတ်အတရပစ္စည်းတွေပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကအီရန်တောင်ပိုင်းမီနတ်မြို့မူလာတန်းကျောင်းတိုက်ခိုက်ခံရမှုမှာဆုံးရှုံးခဲ့ရတဲ့ကျောင်းသူလေးတွေကိုရည်စူးပြီးယူဆောင်လာတာပါ။အီရန်လူတို့ဥက္ကဋ္ဌကိုယ်တိုင်လေရင်ပေါ်မှာတေဆုံးသွားတဲ့ကလင်းငယ်တွေရဲ့ဓာတ်ပုံနဲ့လွယ်အိတ်တွေကိုပန်းစည်းတွေကြားမှာဝမ်းနဲ့စွာစိုက်ကြည့်နေခဲ့ပါတယ်။ဒီဆွေးနွေးပွဲကိုအီရန်လူတို့ဥက္ကဋ္ဌမိုဟာမက်ဘဂါဘာကတ်နဲ့နိုင်ငံခြားရေးဝန်ကြီးအဘတ်အာရချီတို့ကဦးဆောင်လာတာဖြစ်ပါတယ်။အီရန်ဖွဲ့ကိုအဓိကဆွေးနွေးသူနီးပညာရှင်လုံခြုံရေးအရာရှိနဲ့သတင်းမီဒီယာဆိုပြီးအဖွဲ့ငယ်လေးဖွဲ့ခွဲခြားထားတာပါ။ဆွေးနွေးပွဲမစခင်မှာပဲအီရန်ဘက်ကအမေရိကန်ကိုအဓိကတောင်းဆိုချက်နှစ်ချက်တင်ပြထားတာရှိပါတယ်။ပထမတစ်ချက်ကအစ္စရေးအနေနဲ့လက်ဘနွန်မှာအပလစ်ခက်ရစရေးထိပြီးဒုတိယတစ်ချက်ကတော့ကာတာမှာပိတ်မိနေတဲ့အီရန်ပိုင်းငွေဒေါ်လာ6ဘီလီယံကိုပြန်လွှတ်ပေးဖို့ပဲဖြစ်ပါတယ်။အီရန်လူတော်ဥက္ကဋ္ဌကတော့အမေရိကန်ဘက်ကရိုးသားတဲ့ကမ်းလှမ်းချက်ရှိရင်သူတို့ဘက်ကလည်းသဘောတူညီချက်ရဖို့အဆင်သင့်ပဲလို့ဆိုပါတယ်။အမေရိကန်ဘက်ကတော့ Trump ရဲ့အထူးတန်တမိုင် JD Vance နဲ့ Trump ရဲ့တာမတ်ဖြစ်သူ Jared Kushner တို့ကအစိုးရလီယံနှစ်စင်းနဲ့ရောက်ရှိလာတာပါ။ပါကစ္စတန်စစ်တပ်ရရှိဂရီယာနဲ့နိုင်ငံခြားရေးဝန်ကြီးကအမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုလေဆိပ်မှာနှွေးထွေစွာကြိုဆိုခဲ့ကြပါတယ်။ဒါဟာ1979 Islamic Tolerance ဟင်းနောက်ပိုင်းအမေရိကန်နဲ့အီရန်ကြားအဆင့်မြင့်ဆုံးတွေ့ဆုံဆွေးနွေးမှုတစ်ခုလည်းဖြစ်ပါတယ်။ JD Vance ကတော့အီရန်ဘက်ကရိုးသားစွာဆွေးနွေးမယ်ဆိုရင်အမေရိကန်ဘက်ကအကူအညီပေးဖို့အမြဲတမ်းတကားဖွင့်ထားတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အီရန်ဘက်ကရိုးသားမှုမရှိဘူးဆိုရင်သူတို့ရဲ့ကမ်းလှမ်းချက်တွေကိုချက်ချင်းပယ်ချသွားမှာဖြစ်ပါတယ်။ပါကစ္စတန်ဝန်ကြီးတောင်ကတော့ဒီဆွေးနွေးပွဲဟာအမြဲတမ်းအပြည့်ခတ်ရက်စဲရေးကိုဦးတည်နိုင်ဖို့မျှော်လင့်ကြောင်းပြောဆိုထားပါတယ်။ဆွေးနွေးပွဲပုံစံကတော့လူချင်းကြိုက်ရိုက်တွေ့ဆုံတာမျိုးဖြစ်နိုင်တယ်လို့အခန်းခွဲပြီးဂျိုင်းကန်ကသင်းဆွေးနွေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။လောလောဆယ်မှာတော့နှစ်ဖက်ကိုယ်စားလှယ်တွေဟာဟိုတယ်တစ်ခုထဲမှာတဲခိုနေပြီးမဲ့တိုက်ရိုက်တွေ့ဆုံတာမျိုးမရှိသေးပါဘူး။ပါကစ္စတန်အရာရှိတွေကပဲနှစ်ဖက်အကြားလိုအပ်တဲ့သတင်းစကားတွေကိုအပြန်အလှန်ပေးဖို့ဆောင်ရွက်နေရတာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကတော့အမေရိကန်နဲ့အီရန်အကြားတည်ငြိမ်တဲ့ဖြည့်ရှင်းချက်တစ်ခုရဖို့အတွက်အတက်နိုင်ဆုံးကူညီပေးမယ်လို့ကတိပြုထားပါတယ်။ဆွေးနွေးပွဲကျင်းပနေတဲ့အစ္စလာမာဘတ်မြို့မှာတော့လုံခြုံရေးကိုအမြင့်ဆုံးအဆင့်ထိတိုးမြင့်ထားပြီးမြို့တစ်ခုလုံးကို lockdown ချပိတ်ဆို့ထားတာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့အီရန်မှာဆွေးနွေးပွဲအတွက်အသာစီးရမယ့်အခွင့်အရေးမရှိတော့ဘူးလို့ပြပြတန်တန်ပြောဆိုလိုက်ပါတယ်။အီရန်ဟာဟော်မုစ်ရေလက်ကြားကိုထိန်းချုပ်ပြီးချင်းမြောင်နေပေမဲ့အမေရိကန်ကတော့ဒါကိုမကြခင်မှာအပီးပိုက်ပြန်လဲဖွင့်သွားမှာဖြစ်ပါတယ်။အီရန်ဘက်ကပူးပေါင်းဆောင်ရွက်သည်ဖြစ်စေမဆောင်ရွက်သည်ဖြစ်စေရေလက်ကြားကိုတော့ဖွင့်ရမယ်လို့ထရမ့်ကဆိုပါတယ်။အမေရိကန်ရဲ့အဓိကရည်ရွယ်ချက်ဟာအီရန်အစိုးရလက်ထဲမှာနျူကလ িয়ার လက်နက်တွေလုံးဝမရှိစေခြင်းပဲဖြစ်ပါတယ်။တကယ်လို့ဒီနေ့ဆွေးနွေးပွဲသာကြာရှုံးခဲ့ရင်အမေရိကန်အပေါ်စစ်ရေးအရအရေးယူမှုတွေပြန်ဆမယ်လို့အမေရိကန်ကတတိပေးထားတာပါ။အခုလက်ရှိယာယီအဖြစ်ခတ်ရစရေးသဘောတူညီချက်ဟာလာမယ့်ဧပြီလ23ရက်နေ့ကိုကုံဆုံးတော့မှာပါ။အီရန်ဘက်ကရေလက်ကြားကိုပြန်မဖွင့်ပေးနိုင်တာကတော့သူတို့ကိုယ်တိုင်ချထားတဲ့ပင်လယ်မှိုင်းတွေကိုပြန်မရှာနိုင်တော့လို့ပါ။အဲ့ဒီမှိုင်းတွေကိုအီရန်တော်လှန်ရေးအဆန်ရှော့ဖွဲ့ကအလောတကြီးချထားခဲ့တာကြောင့်အခုနာကရေစည်းနဲ့အတူနေတာလွဲမှာကုန်ချတာပါ။ဒီမှိုင်းရှင်းလင်းပြဿနာကတော့အမေရိကန်နဲ့ဆွေးနွေးနေတဲ့ငင်းချမ်းရေးအခြေအနေအပေါ်မှာအများကြီးတက်ရောက်နေတာပါ။အီရန်ဘက်ကတော့ဒီရေပြင်ဟာသူတို့ရဲ့ပိုင်းတစ်ဖြစ်တာကြောင့်လုံခြုံရေးအရာစစ်ဆေးပိုင်ခွင့်ရှိတယ်လို့အခိုင်အမာပြောဆိုနေစေပါတယ်။တစ်ဖက်မှာလည်းအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်တဲ့မိုတာဘာခါမီနီရဲ့ကျမ်းမာရေးအခြေအနေကိုလူတွေကစိတ်ဝင်စားစွာစောင့်ကြည့်နေကြတာပါ။သူကတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလတိုက်ခိုက်မှုမှာရရှိခဲ့တဲ့မျက်နှာနဲ့ခြေတံဒဏ်ရာတွေကိုစေကူတာမှုခံယူနေရတာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုတို့မှာအီရန်ရဲ့ရခိုင်ခေါင်းဆောင်ဟောင်းနဲ့အစိမ့်မြင့်အရာရှိအတော်များများတေဆုံးခဲ့ကြတာပါ။အသက်56နှစ်အရွယ်ရှိပြီဖြစ်တဲ့ခါမီနီကအခုနာကတတိပြန်ရလာပြီဖြစ်ပြီးတာဝန်တွေကိုပြန်လည်ထမ်းဆောင်နိုင်ပြီဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်နဲ့ဆွေးနွေးမဲ့ငင်းချမ်းရေးကိစ္စရပ်တွေကို
သူကိုယ်တိုင်ဗီဒီယိုကတစဉ်ပါဝင်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ဒီတမိုင်းဝင်ဆွေးနွေးပွဲကနေအရှိအလဲပိုင်းဒေတာအတွက်ကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာမလားဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။